ကျမတို့အားလုံးဟာအောင်မြင်ဖို့အတွက်ပဲအပြေအလွှာစူးစမ်းနေကိုယ့်ရဲ့စိတ်နဲ့ကျန်းမာရေးကိုပြစ်ပယ်ထားမိတတ်ကြပါတယ်။ Robin Sharma ရဲ့ကမ္ဘာကျော် The Man Who Sold His Ferrari ဆိုတဲ့စာအုပ်ကတော့ကျမတို့ကိုတစ်ခုပဲသတိပေးနေပါတယ်။အဲ့ဒါကတော့စစ်မှန်တဲ့အောင်မြင်မှုဆိုတာတင့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုကနေစတင်နေဆိုတာပါ။ဒီနေ့ဗီဒီယိုမှာတော့ဒီစာအုပ်ထဲကအနှစ်သာရတွေကိုအပိုင်း9ပိုင်းခွဲခြားပြီးတင့်ရဲ့နေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးလို့ရအောင်ကျမကဘာသာပြန်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။သင်ကမနေ့ကတည်းကပိုပေါင်းတဲ့လူတယောက်ဖြစ်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုကသင်အတွက်ပါပဲ။၆ထဲမှာပါတဲ့အရေးကြီးဆုံးပထမဆုံးချက်ကတော့သင်ဘဝရဲ့အောင်မြင်မှုအနုပညာစိတ်ကိုထိန်းချုပ်ခြင်းကနေစတင်နေဆိုတာပါ။စာအုပ်ထဲမှာစိတ်ကိုလှပတဲ့ပန်းညံတစ်ခုနဲ့နှိုင်းယှဉ်ပြထားပါတယ်။သင်ဟာအဲ့ဒီပန်းညံရဲ့ဥယျာဉ်မှုပါပဲ။သင်ရဲ့အတူတွေကိုပန်းညံတွေကပန်းမင်လေးတွေလိုပြုစုပြောထားမှုလိုအပ်ပါတယ်။ဒီနေရာမှာအရေးကြီးတာကသင်ရဲ့ပန်းညံတွေကိုအစိတ်တောက်ဖြစ်စေမဲ့အမိုက်တွေပေါင်းမင်တွေကိုအဝင်မခံမှုပါပဲ။အကောင်းမြင်စေဆိုတာသင်ပန်းညံတွေကလှပတဲ့ပန်းလေးတွေဖြစ်ပြီးစွဲရင်ပူပန်မှုနဲ့အပြည့်သဘောဆောင်တဲ့အတွေးတွေကတော့ပန်းညံအောင်ဖြစ်စီမဲ့ပေါင်းမင်တွေပါပဲ။စိတ်ကိုဘာကြောင့်ထိန်းချုပ်ရမှာလဲ။ကျမတို့ရဲ့စိတ်ဟာအင်မတန်အစွမ်းထက်တဲ့အရာပါ။စာအုပ်ထဲမှာပေါ်ပြထားတဲ့နံပါတ်1အခြေရ Master You Are Mine ဆိုတာတဲ့ရဲ့အတွေးတွေကိုပန်းညံတစ်ခုလိုအမြဲဆင်းလန်းနေအောင်ဂရုစိုက်ဖို့ပြောတာပါ။သင်ဟာတစ်စိတ်ကိုမထိန်ချုပ်နိုင်ဘူးဆိုရင်သင်ဘဝရဲ့ဥတီချက်ကိုလည်းသင်ဆုံးဖြတ်နိုင်မှာမဟုတ်ပါဘူး။ The Secret ထဲမှာပြောထားသလိုပါပဲ။သင်ဟာသင်ဘဝရဲ့ Trader ပါ။အတွင်းတိုင်းတွေကသင်ဘဝရဲ့လက်တွေကိုဆွဲဆောင်နေတာမို့စိတ်ကိုကောင်းမြင်တဲ့ဘက်မှာဖားရှိဖို့ကအထူးတော့ချက်ပါ။စိတ်ကိုကျမတို့ဘယ်လိုထိန်းချုပ်မလဲ။ပထမဆုံးအနေနဲ့အာယုံစိုက်ခြင်းကိုလေ့ကျင့်ပါ။စာအုပ်ထဲမှာပြောထားသလိုတဲ့ရဲ့စိတ်ကိုအကောင်းမြင်စေရှိဖို့အမြဲလေ့ကျင့်ပေးရပါမယ်။မကောင်းတဲ့အတွေ့တစ်ခုဝင်လာတိုင်းအကောင်းမြင်တဲ့အတွေ့တစ်ခုနဲ့ချက်ချင်းစားထိုးလိုက်ပါ။ဒါဟာပေါင်းမင်ကိုနှုတ်ပြီးပန်းမင်ဆိုင်တာနဲ့အတူတူပါပဲ။နေ့စဉ်မိနစ်နဲ့ငယ်လောက်ညင်ညင်လေးထိုင်ပြီးကိုပြစ်ချင်တဲ့ဘွန်ဟစ်တွေကိုပဲပုံဖော်ကြည့်ပါ။ဒါဟာတဲ့စိတ်ကိုမာစတာလုပ်ဖို့ပထမဆုံးခြေလှမ်းပါတယ်။သင်ကစိတ်ကိုထိချုံနိုင်လာတဲ့အခါဆုံးဖြတ်ချက်တွေပုံမှန်လာမယ်စိတ်ပစ္စည်းမှုတွေရောချလာမယ်ပြီးတော့တည်တကယ်လိုချင်တဲ့ပန်းနိုင်စီကိုဂျိုင်းလဲမသွားဘဲရှောက်လန်းနိုင်လာပါလိမ့်မယ်စိတ်နဲ့ပတ်သက်ပြီးနောက်ဆုံးပြောချင်တာကတော့တင်းရဲ့စိတ်ဟာဝတ်တန်ဆုံးသောယရနာပါအဲ့ဒီယရနာကိုပေါင်းမိနေကြမှာအပြောင်းမခံပါနဲ့ဒီနေ့ကစားပြီးတင်းရဲ့စိတ်ပန်းချံကိုလှပအောင်ပြပြင်မဲ့ဥယျာဉ်မူကောင်တယောက်ဖြစ်အောင်ကြောစားကြည့်ပါဒုတိယအချက်ကတော့တင်းဘွားရဲ့စစ်မှန်တဲ့ရည်မှန်းချက်ကိုရှာဖွေခြင်းပဲဖြစ်ပါတယ်ဒုတိယရဲ့ဘွားမှာရှင်းလင်းတဲ့ရည်မှန်းချက်ရှိခြင်းကဘလောက်ရည်ကြီးကြောင်းနဲ့အဲ့ဒီရည်မှန်းချက်ကိုဘလို့ရှာဖွေရမလဲဆိုတာကိုတန်းညွှန်ထားပါတယ်။ဒီစာအုပ်ထဲမှာဟိမဝနာလာပညာရှိတွေကဘဝရည်မှန်းချက်ကိုဓမ္မလို့ခေါ်ဆိုကြပါတယ်။ဓမ္မဆိုတာတင်းရဲ့စစ်မှန်တဲ့ဘဝတာဝန်ပါပဲ။ကျမတို့တူးစီတိုင်းမှာမတူညီရဲ့အရေးချင်းတွေရှိကြပြီးအဲ့ဒီအရေးချင်းတွေကိုအသုံးချပြီးလောကကြီးကိုအကျိုးပြုဖို့တာဝန်ရှိပါတယ်။ရည်မှန်းချက်ဆိုတာငွေရှာဝတ်သက်တင်မဟုတ်ပါဘူး။တင်းရဲ့အတွင်းစိတ်ကဘာကိုတကယ်တမ်းလူသားတောင်းတနေတာလဲဆိုတာကိုသိရှိဖို့ပဲဖြစ်ပါတယ်။ဒီလိုရည်မှန်းချက်ထားရှိခြင်းကအတွေ့အကြုံစုဖို့နားရှိစေနိုင်ပါတယ်။ဘဝမှာတိကျတဲ့ရည်မှန်းချက်ရှိတဲ့သူဟာမနက်ခင်းမှာအိယာကနိုးတာနဲ့တက်ကြွနေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူလိုရမယ့်အလုပ်ပေါ်မှာခိုင်မာတဲ့ယုံကြည်ချက်ရှိနေလို့ပါ။ရည်မှန်းချက်မရှိတဲ့ဘဝကတက်မှတ်ပါတဲ့အထေတစင်းလိုပဲငွေ့ကျင်တိုင်းငွေ့နေမှာပါ။စာအုပ်ထဲမှာဖော်ပြထားသလိုပါပဲ။တဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်ခြင်းကတင့်ကိုစစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုကိုပေးဆက်နိုင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်ရည်မှန်းချက်ကိုဘယ်လိုရှာဖွေပြီးအကောင့်ထဲပေါ်မလဲ။နံပါတ်1ကိုကိုပြန်မေးပါငါဖာလို့ရတာကိုအပျော်ဆုံးလဲငါရဲ့ဖေးရေးချင်းကတခြားသူတွေကိုအကူအညီဖြစ်စေမလဲနံပါတ်2ပန်းနိုင်ကိုခြာရေးပါစာအုပ်ထဲမှာပန်းနိုင်တွေကိုခိတိကျကျခြာရေးဖို့တိုက်တွန်းထားပါတယ်စာရဲပေါ်မှာရှိနေတဲ့ပန်းနိုင်ဟာလက်တွေ့ဖြစ်လာဖို့အခွင့်အလမ်းပိုများပါတယ်နံပါတ်3ချင်းလန်းတင်းလေးကနေစာနှမ်းပါဒီမဲချက်ကြီးထားပေမဲ့လက်တွေ့လှုပ်ဆောင်တဲ့အခါမှာတော့နေ့စဉ်လှုပ်ဆောင်နိုင်တဲ့အစင်းလေးတွေကနေစတင်ပါပထမသင်ခန်းစာမှာပြောခဲ့တဲ့စိတ်ကိုထိန်းချုပ်ခြင်း Master You Are Mine နဲ့ဒီဟီမန်းချက်ကထွန်းတွဲနေပါတယ်။တဲ့စိတ်ကိုအကောင်းမြင်တဲ့ဘက်မှာထားနိုင်မှသာတဲ့ဟီမန်းချက်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မှာပါ။အတူတွေကနေတဆင့်တင်ဖို့အကိုဟီမန်းချက်ရှိရှိခံနေယူရမှာပဲဖြစ်ပါတယ်။ဒုတိယသင်ခန်းစာအနေနဲ့နောက်ဆုံးပြောချင်တာကတော့တင်ဟာဒီလောကဒီတဲကိုအကြောင်းမရောက်လာတာမဟုတ်ပါဘူး။တင်မှာလောက်ဆောင်ရမယ့်ဟီမန်းချက်တစ်ခုရှိပါတယ်။အဲ့ဒီဟီမန်းချက်ကိုရှာဖွေပြီးရဲရဲဝံ့ဝံ့အကောင့်ထဲပေါ်လိုက်ပါ။အဲ့ဒီခါမှာတင်ဖို့ဟာဒိဗယ်ရှိတဲ့အောင်မြင်မှုတွေနဲ့ပြည့်စုံလာပါလိမ့်မယ်။စာအုပ်ပါတတိယချက်ကတော့မိမိကိုယ်ကိုအစစ်မပြတ်တွတ်တက်အောင်လုပ်ချင်းပဲဖြစ်ပါတယ်။လူတော်များများကကဘာကြီးကိုပြောင်းလဲခြင်းရပေမဲ့ခုခုကိုပြောင်းလဲဖို့ကြတော့မိနေတတ်ကြပါတယ်။စာအုပ်ထဲကတတိယသင်ခန်းစာကတော့ကိုင်ဆန်လို့ခေါ်တဲ့မိမိကိုယ်ကိုအစစ်မပြတ်တွတ်တက်အောင်ပြုလုပ်ခြင်းပါ။ကိုင်ဆန်ဆိုတာဂျမန်ဘာသာစကားဖြစ်ပြီးအကောင်းဘက်သို့အစင်အမြင်ပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါဟာကြီးမားတဲ့ပြောင်းလဲခြင်းကိုတပြိုင်တည်းလုပ်ဖို့မဟုတ်ဘဲတင်းငယ်တဲ့တိုးတက်မှုတွေကိုနေ့စဉ်လှုပ်ဆောင်သွားဖို့ပါ။
တော်တဲ့အောင်ပြုလုပ်ခြင်းမှာလည်းလှုပ်ဝက်ချက်တွေရှိပါတယ်။တစ်ဖက်တစ်ကိုယ့်ရဲ့အားနည်းချက်တွေကိုမကြောက်ပါနဲ့။အမားဆိုတာသင်ခန်းစာတစ်ခုပါ။စာအုပ်ထဲမှာပြောထားသလိုကိုယ့်ရဲ့စိတ်ယုံနံသုံးပါးလုံးကိုမျက်စင်တိဆောက်ရပါမယ်။စာဖတ်တာအားကစားလုပ်တာတရားမှတ်တာတွေဟာခိုင်စံကိုကျင့်သုံးခြင်းပါပဲ။လက်ပတ်နှစ်ချက်ကတော့ကိုယ့်ရဲ့ comfort zone တွေကနေရုံးထွက်ပါ။ဒီနေ့ကို100ခိုင်နှုန်းစီပဲတွတ်တက်အောင်လုပ်ရင်တော့ဒီနေ့မှာတင်ဟာအရင်ကထက်အစာပေါင်းများစွာပိုတော်တဲ့သူရှင်းလာမှာပါ။ကိုကိုအနားယူနိုင်တဲ့သူဟာကဘာပေါ်မှာအင်အားကြီးဆုံးသူပါ။နေ့ခံမှာတင်ဟာဒီနေ့ကထက်ပိုကောင်းတဲ့သူဖြစ်နေပါစေ။ချုပ်ထားသင်ခန်းစာကတော့စီကန်းရှိရှိနေထိုင်နေကြအောင်ဖြစ်ပါတယ်။စီကန်းဆိုတာတင်းကိုချုံနှောင်ထားတာမဟုတ်ပဲတင်းကိုလွတ်လပ်ခွင့်ပေးမဲ့ပတ်ချက်တစ်ခုပါ။စာအုပ်ထဲမှာစီကန်းကိုတာမဏိကျိုးနဲ့နှိုင်းယှဉ်ထားပါတယ်။ကျိုးမြင့်လေးတစ်ခုချင်းစီကတော့အားနေပေမဲ့အဲ့ဒီကျိုးမြင့်လေးတွေအများကြီးရှူစည်းလိုက်တဲ့အခါမှာဘယ်သူမှဖျက်လို့မရတဲ့တာမဏိကျိုးကြီးဖြစ်လာသလိုပါပဲ။တင်းရဲ့လေ့ကျင့်လေးတွေကတင်းရဲ့စီကန်းဖြစ်လာတာပါ။ကိုပိုင်စီကန်းဆိုတာမလုတ်ချင်တဲ့အချိန်မှတော့လှုပ်တင်တာကိုလုံနိုင်တဲ့အဆန်းမှာမနဲ့ဆော့ဆော့ထားတာမျိုးအစားတော့စင်နေတာမျိုးကနေစိတ်ဓာတ်ခိုင်မာမှုကိုလည်းတိဆောက်ရပါတယ်။စီကန်းရှိတဲ့သူဟာသူ့ရဲ့စိတ်ခံစားချက်နာကိုမလိုက်ဖဲသူ့ရဲ့ပန်းနိုင်နာကိုပဲလိုက်ပါတယ်။ဒါကြောင့်သူတို့ဟာတခြားသူတွေထက်ပိုပြီးခရီးပေါက်ကြတာပါ။စီကန်းဟာပန်းနိုင်နဲ့အောင်မြင်မှုကြားကတရားတစ်စင်းပါဒီနေ့ကစားပြီးတင်ပွားဖို့စီကန်းနဲ့တိဆောက်ကြည့်ပါ။ကျောင်းမှာပါတဲ့9ခုမြောက်သင်ခန်းစာကတော့အချိန်ကိုတန်ဖိုးထားခြင်းပဲဖြစ်ပါတယ်။ပြန်ဝယ်လို့မရတဲ့ဖိုးတန်သုံးအရာဆိုတာအချိန်ပါပဲကျမတို့အားလုံးစီမှာအချိန်တွေအတူတူရှိနေပေမဲ့ဘာလို့တချို့ကပို့အောင်မြင်နေကြတာလဲအဖြေကတော့ရှင်းပါတယ်အချိန်ကိုတန်ဖိုးထားတတ်မှုပါပဲအချိန်ဆိုတာပြန်ဖြည့်လို့မရတဲ့ကုန်ဉာဏ်တစ်ခုပါစာအုပ်ထဲမှာပြောထားတာကအချိန်ကိုစီမံခန့်ခွဲတာဟာဘဝကိုစီမံခန့်ခွဲတာပဲတဲ့အချိန်ကိုဖြုံးနှိနေတာဟာတင်ဘဝကိုဖြုံးနှိနေတာနဲ့အတူတူပါပဲလူတော်တော်များများကအလုပ်များနေကြတယ်ဒါပေမဲ့အကျိုးမရှိတဲ့အလုပ်တွေမှာများနေကြတာပါ80-20ညရမရဲ့တင်ဘွားရဲ့အရေးကြီးဆုံး20ရာခိုင်နှုန်းပါလုပ်ပြပေါ်မှာပဲအချိန်ကိုရင်းနှီးမြှုပ်နှံပါချိန်ကိုရင်းနှီးမြှုပ်နှံတဲ့အခါမှာကိုယ့်အတွက်အကျိုးမရှိတဲ့အရာတွေကိုလည်းမဟုတ်ဘူးလို့ညှင်းတက်ဖို့လိုပါတယ်အချိန်ကိုတန်ဖိုးထားတဲ့သူဟာသူ့ရဲ့စွမ်းရည်တွေကိုဘယ်နေရာမှာသုံးရမလဲဆိုတာကိုကောင်းကောင်းသိပါတယ်မနေ့ပြန်ဆိုတာရှိချင်မှရှိမှာပါအခုရနေတဲ့အချိန်လေးတွေကိုအတွေးပဲရှိဆုံးအပေါင်းချလိုက်ပါစတမမြောက်သင်ခန်းစာကတော့အများကျိုးကိုအထကင်းကင်းနဲ့ဆောင်ရွက်ခြင်းဖြစ်ပါတယ်စစ်မှန်တဲ့ပျော်ရွှင်မှုဟာဘေးကန်းကြီးမှာရှိပါတယ်။စာအုပ်ထဲမှာလှပရဲ့စကားတစ်ခွန်းရှိတယ်။မျက်စိပန်းသူရဲ့လက်မှာမျက်စိနဲ့လည်းအမြဲကျန်နေတတ်တယ်တဲ့။သင်ကတခြားသူကိုပျော်ရွှင်အောင်လုပ်ပေးရင်သင်စီမှာလည်းပျော်ရွှင်မှုတွေကျန်နေမှာပါ။ဓမ္မခေါ်ဘဝရဲ့ရည်မှန်းချက်ဟာအများအကျိုးနဲ့ဇက်နွယ်နေမှသာစစ်မှန်တဲ့အဓိပ္ပာယ်ရှိမှာပါ။ကိုယ့်အတွက်ပဲကိုကြည့်နေသင်ဘဝဟာကျင်းမြောင်းနေပါလိမ့်မယ်။အများကျိုးဆိုတာကြီးမားမားတွေလုပ်ဖို့မလိုပါဘူး။တစုံတရာကိုအားပေးစကားပြောတာကိုနီလာတွေကနေစတင်နိုင်ပါတယ်။ဒါဟာတင်းစိတ်ကိုအေဂျင့်စီမဲ့အကောင်းဆုံးနည်းလမ်းပါ။လူတရားရဲ့တန်မိုးဟာသူရယူထားတာတွေမှာမဟုတ်ဘဲသူပေးကမ်းခဲ့တာတွေမှာရှိပါတယ်။အခုလက်ရှိချိန်လေးကဘဝရဲ့အလှဆုံးလက်ဆောင်ပါအတိတ်ကမားတွေအတွက်နာလာရနေပါသလားအနာဂတ်အတွက်ပူပန်နေသလားဒါဆိုရင်တော့တင်းဟာအဖိုးတန်နဲ့အခုဆိုတဲ့အချိန်ကိုကြောက်ဆောင်နေပါပြီ။နောက်ဆုံးသင်ခန်းစာကတော့ပြစ္ဆုတ်ပံမှာနေထိုင်ခြင်းမှာရရှိမှုဆိုတာခရီးဆုံးမှရှိတာမဟုတ်ဘဲခရီးသွားနေတဲ့နားတစ်လျှောက်လုံးမှာရှိတာပါကလေးတွေလိုနေထိုင်တတ်အောင်သင်ယူပါသူတို့ကအခုလက်ရှိကစားနေရတဲ့အပေါ်မှာပဲအာယုံအဖြစ်ရှိကြပါတယ်အလုံးလုံးနေရင်အလုံးမှာထမင်းစားနေရင်ထမင်းစားရဲ့ပေါ်မှာပဲအာယုံထားပါဒီနေ့ဟာသင်ဘွားရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်သင်ပါလို့မလဲအဲ့ဒီစိတ်နဲ့ရှင်တန်ပါလက်ရှိအခိုက်အတန့်ကိုညှနိုးတတ်တဲ့သူဟာဘဝကိုဒိဗယ်ရှိခက်တန်းနိုင်သူပါအတိတ်ကသမိုင်းဖြစ်သွားပြီးအနာဂတ်ကလှည့်ဝဲချက်ပါအခုလက်ရှိကတော့လက်ဆောင်မှာအဲ့ဒီလက်ဆောင်ကိုတန်မိုးထားပါကမ္ဘာသက်စာရေးဆရာရောဘင်ရှာမာရဲ့ The Man Who Saw His Fire ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာလေးတွေကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုတရားဟာလက်တွေ့ဘဝမှာလက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်ဒီနေ့လက်စာပြီးတင်းရဲ့ဘဝဟာအများကြီးတွတ်တက်လာမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုချိုင်းနေတတ်တယ်ဆိုရင်တော့ Like and Subscribe လုပ်ပေးဖို့လဲတောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျမကကျေးဇူးအထူးပင်တင်ရှိပါတယ်